ဒီထဲမှာဆိုင်းဖို့ဆိုကြောင်သားရှိတာအေးထားစမ်းကွာအဲ့ကောင်ကျွန်တော်သားရဲ့ဖုန်းကိုခိုးသွားရဲဆိုလို့မြင့်မြင့်တက်တဲ့နေတော့ကွာလာခဲ့ရခဏလေးပါရှင်ဖုန်းကိစ္စကိုခဏထားပါဒါခဏပြန်ထားအောင်နော်ဟွာကျေးဇူးပြုပြီးတော့လေအကိုရဲ့အပြောအဆိုပြမှုလေးကိုစူးစမ်းပြီးရင်ကျေးပေးလို့ရမလားရှင်ကျမယောက်ျားပြောရတဲ့မှာရိုင်းနာများပါသွားလို့လားဆရာမကျမတို့ကအဆင့်တန်းရှိတဲ့အတိုင်းဝန်းကပါအဲ့လိုမရိုင်းပါဘူးဟုတ်ကဲ့အဲ့ဒါဆိုကျွန်မပြောပြပါမယ်ပထမအချက်ကဟိုဆရာမလေးပြောပြနေတဲ့ကြားတွေကခွင့်ပြုချက်မဆောင်မဲဒီစာသင်ခန်းထဲကိုရှင်တို့စုံဝင်လာဒုတိယအချက်ကကျမစာသင်နေတဲ့အချိန်မှာဒီစာသင်ခန်းကကျမရဲ့စီမံမှုအောက်မှာပဲရှိပါတယ်ကျမကိုခွင့်မတောင်းမနဲ့ဒီခန်းထဲအကြောင်းသားကိုထားစမ်းကွာလို့ခိုင်းတာဟာမထီမဲ့မြင်ပြရရောက်ပြီးတော့ယဉ်ကျေးမှုကိုသိဖြစ်သွားပါရဲ့ရှင်နောက်ဆုံးချက်ကတော့ဒီကလေးယူရမယူရအဖေမပေါ်သေးပဲအများရှိမှတခိုးလို့ပြောတယ်ဒါတွေအလုံးကိုခြုံကြည့်လိုက်မယ်ဆိုရင်လူကျင့်ဝတ်လူစည်းကမ်းကိုချိုးဖောက်ပြီးယဉ်ကျေးမှုကိုဆန့်ကျင်နေပါရဲ့ရှင်အစံတန်းရှိရဲ့အကိုတို့အမတို့နဲ့ဒီအဖြစ်ငွေနဲ့တွေ့ရတာဘယ်လို့မှမလိုက်ဖက်ပါဘူးရှင်ဒီကိစ္စကိုကျွန်မတက်နိုင်တယ်လို့ရှင်းပြပါမယ်ဟိုဖုန်းကဘယ်ရှင်ကစပြောက်တာလဲမသိဘူးမင်းညက်နေရပြောက်တာပါကျွန်တော်ကဒီမနေ့မှသိရတာခဏထားပါသူတို့ရဲ့ဖုန်းကိုတာယူထားမိတာတားမိဘူးရှင်မဟုတ်ပြီသားဒီနေ့ဆ iam မတင်တာဒူးကြိုက်အကြောင်းနော်သူများပစ္စည်းခိုးရင်ကာယဒူးကြိုက်မခိုးဘူးလို့လည်းရင်ဝစီဒူးကြိုက်သူများပစ္စည်းကိုမတရားလူချင်တာကအပိစာမနှောဒူးကြိုက်ဥပမာကအကယ်၍တာယူထားမိတယ်ဆိုရင်အခုပြန်ပြီးတောင်းပန်လာရင်ဒီဒူးကြိုက်အမှုတွေကနေလွတ်သွားမယ်ယူထားရက်နဲ့ဆက်လိမ်နေမယ်ဆိုရင်တော့ဒီရဲ့အခုတို့ဆိုကြတွေကိုတာအခုဘွားရောနောက်ဘွားပါခံရမှာနော်ဆ iam မထက်မိမယ်မရှက်နဲ့မကြောက်နဲ့နော်တာယူထားမိလားတားမိဘူးရှင်မတားလုံးဝမယူတာဘယ်တော့မှသူများပစ္စည်းကိုမခိုးခဲ့ဘူးတာချိန်ပြောရတဲ့ဆင်မသူ့အိတ်ထဲကိုရှာကြည့်ရင်တွေ့လိမ့်မယ်ဆရာမဟုတ်ပြီတာကိုဆ iam မယုံနေဒါပေမဲ့သူတို့ကျင်တဲ့အောင်တော့တာရဲ့အိတ်ကိုဆ iam မရှာကြည့်မယ်နော်ဆရာမဒီမှာဖုန်းတစ်လုံးတွေ့ရဲ့ဆရာမဟုတ်တယ်အဲ့ဒါကျွန်တော်ဖုန်းမယ်ဟုတ်တယ်အဲ့ဖုန်းမယ်မဟုတ်ဘူးဆရာမကျွန်တော်မကူဘူးအိတ်ထဲကိုဘယ်လိုရောက်နေဆိုကျွန်တော်တကယ်မသိဘူးဆရာမကဲလက်ဘူးလက်ချက်မိပြီဆိုတော့ဆရာမဘယ်လိုဆက်ရှင်ပြီးဆရာမဆိုင်းကိုရဲ့မိဘတွေကိုဖုန်းဆက်ခေါ်လိုက်ပါဟုတ်ကဲ့ကျွန်တော်မကူပါဘူးဆရာမတားတော့မှပါတယ်အင်တော့ဖုန်းဆက်ပါနဲ့နော်တာချိန်ပြောရပါတယ်အိတ်ထဲကိုဘယ်လိုရောက်နေလဲဆိုတာကျွန်တော်တကယ်မသိပါဘူးဆရာမရဲ့တခိုးကတော့ခိုးတယ်လို့ဘယ်ပြောမလဲရှင်တားတို့နေရာကိုဆရာမတစ်ခုလောက်မေးလို့ရမလားဟုတ်ရတယ်ဆိုင်းကိုရဲ့အိတ်ထဲမှာဖုန်းရှိတယ်လို့တားတို့ကဘယ်လိုလုပ်ပြီးသိရလဲဟိုမနေ့ကဓမ္မစကူကိုလာရင်လမ်းမှာသူအဲ့ဒီဖုန်းကိုကိုင်နေတာကျွန်တော်လမ်းမြင်လိုက်တယ်ရှင်မဟုတ်ဘူးဆရာမရှင်မနေ့ကကိုဆိုင်